ဖခင်ဖြစ်သူကချွေးမဖြစ်သူကိုစိတ်မကောင်းစွာတောင်းပန်ပြီးသူ့သားရဲ့လုပ်ရဲ့အတွက်ကိုယ်တိုင်တာဝန်ယူမယ်လို့ပြောလိုက်တယ်။သားဖြစ်သူကငွေကြေးအဆင်ပြေလာတာနဲ့ဇနီးနဲ့သမီးကိုစွန့်ပစ်ခဲ့တာကြောင့်သူ့အနေနဲ့လည်းအရှက်ရမိကြောင်းဝန်ခံခဲ့တယ်။ဒါကြောင့်တရားရုံးမှာသမီးဘက်ကနေသက်သေထွက်ပေးပြီးအဲ့ဒီလူကိုတရားဥပဒေအရအဆုံးထိရင်ဆိုင်သွားမယ်လို့ကတိပေးခဲ့တယ်။တရားရုံးရောက်တဲ့အခါဇနီးဖြစ်သူကခင်ပွန်းကိုအိမ်ထောင်ရှိနေစဉ်နောက်ထပ်အိမ်ထောင်ပြုခဲ့မှုနဲ့တရားစွဲလိုက်တယ်။သူတို့နှစ်ယောက်ဟာနှစ်ပေါင်းများစွာအိမ်ထောင်ကြပြီးသမီးတစ်ယောက်တောင်ရှိခဲ့ပေမဲ့ဖြစ်သူကမကွာရှင်းရသေးခင်နောက်ထပ်အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ခဲ့တာကိုစာရွက်စာတမ်းနဲ့သက်သေပြလိုက်တယ်။တရားသူကြီးကဗာများရှင်းပြစရာရှိလဲမိလိုက်တဲ့အခါသူကတော့ညင်းစရာမရှိပဲဒါကကျွန်တော်မှတ်တမ်းပါလို့ကိုယ်တိုင်ဝန်ခံလိုက်တယ်။တရားရုံးမှာအမှုကိုစစ်ဆေးနေစဉ်ခင်မွန်းဖြစ်သူကသူ့ရဲ့ပထမအိမ်ထောင်ဟာသူ့ဆန္ဒနဲ့မဟုတ်ပဲအတင်းအကျပ်ဖြစ်ခဲ့တာလို့လိမ်လည်ကခုခံတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ကြားတရားဝင်လက်ထပ်စာချုပ်မရှိတာကြောင့်အိမ်ထောင်ရေးအဖြစ်တက်တည်မပြနိုင်ဘူးလို့ပြောခဲ့တယ်။သူ့ဘက်ကတက်တည်တွေကလည်းဇနီးဖြစ်သူရဲ့ဂုဏ်တိတ်ခါကိုထိခိုက်အောင်မကန်ဆွဆွဲခဲ့ကြပေမဲ့ဇနီးဖြစ်သူကတော့အားလုံးကိုညှင်းဆိုခဲ့တယ်။တရားသူကြီးကတက်တည်တွေကိုထွက်ခွာခိုင်းပြီးအမှုကိုအဆုံးသတ်ဖို့ပြင်ဆင်နေချိန်မှာဇနီးဖြစ်သူကထပ်ပြီးပြောစရာရှိတယ်လို့တောင်းဆိုလိုက်တယ်။အဲ့ဒီအချိန်မှာမယားအတိဖြစ်သူကရုတ်တရက်ထွက်လာပြီးသူမကိုယ်တိုင်ခင်ပွန်းဖြစ်သူမှအိမ်ထောင်ရှိနေကြောင်းတက်တည်ထွက်ပေးမယ်လို့ပြောလိုက်တယ်။သူမရဲ့ဖခင်ကလည်းခင်ပွန်းဖြစ်သူနဲ့ပူးပေါင်းပြီးတက်တည်တွေကိုအတုလုပ်ပေးခဲ့တာဖြစ်ကြောင်းဖော်ထုတ်ခါဖခင်ကိုပါတိုင်ကြားရေးယူပေးဖို့တရားရုံးမှာတောင်းဆိုလိုက်တယ်။ဒီတစ်ခါတော့အမှုရဲ့အခြေအနေကလုံးဝပြောင်းသွားပြီ။တရားရုံးထဲမှာမယားအတိဖြစ်သူကသူ့ဖခင်ကိုယ်တိုင်လုပ်ခဲ့တဲ့အမားတွေကြောင့်အခုလိုသူ့ကိုပြန်ပြီးတရားစွဲတာဖြစ်ကြောင်းပြောပြလိုက်တယ်။သူမကခင်ပွန်းဖြစ်သူရဲ့တကယ်မှတ်တမ်းကိုထုတ်ပြပြီးမူရင်းမှတ်တမ်းမှာအိမ်ထောင်ရှိသူအဖြစ်ဖော်ပြထားပေမဲ့သူ့အဖေရဲ့ပူးပေါင်းပြီးငွေအမြောက်အများပေးကမှတ်တမ်းအတုလုပ်ခဲ့ပြီးအိမ်ထောင်မရှိသူအဖြစ်ပြောင်းလဲခဲ့တာကိုဖော်ထုတ်လိုက်တယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူကတော့လက်ထပ်စာချုပ်မရှိတာကိုအားကိုးပြီးပထမဇနီးနဲ့တရားဝင်အိမ်ထောင်မဖြစ်ခဲ့ဘူးလို့ဆက်ပြီးညင်းနေတယ်။ပထမဇနီးဘက်ကတော့လက်ထပ်စာချုပ်မရှိပေမဲ့သူတို့နှစ်ယောက်လက်ထပ်ပွဲလုပ်ခဲ့ကြောင်းရွာသားတွေလက်မှတ်နဲ့လက်ဝေထိုးထားတဲ့သက်သေစာရွက်ကိုတင်ပြလိုက်တယ်။အဲ့ဒီသက်သေကိုတောင်ခင်ပွန်းဖြစ်သူကအထင်သေးပြီးဇနီးဖြစ်သူရဲ့ဂုဏ်တိတ်ခါကိုထပ်မံစော်ကားကမကန်ဆွဆွဲလိုက်တယ်။သူ့အနေနဲ့အဲ့ဒီအိမ်ထောင်ရေးဟာအတင်းအကျပ်ဖြစ်ခဲ့တာကလေးကိုအသုံးချပြီးသူ့ကိုချင်းချောက်ခဲ့တာလို့ပြောပြီးဇနီးဖြစ်သူကိုပါတရားစွဲမယ်လို့ချင်းချောက်ခဲ့တယ်။ဇနီးဖြစ်သူကတော့နှစ်ပေါင်းများစွာအတူနေခဲ့တဲ့လူကဒီလောက်အထိအရှက်မရှိပဲလိမ့်လည်ဆွဆွဲနေတာကိုနာကျင်စွာပြောလိုက်တယ်။အမှုကအဆုံးသတ်တော့မဲ့အချိန်မှာသူမဘက်ကစာရွက်စာတမ်းမရှိပေမဲ့နောက်ထပ်သက်သေတစ်ယောက်ရှိသေးတယ်လို့ပြောလိုက်တာကြောင့်တရားသူကြီးကအဲ့ဒီသက်သေကိုတရားရုံးထဲခေါ်လာဖို့အမိန့်ပေးလိုက်တယ်။